မြန်မာနိုင်ငံအမိတစ်ကိုကချင်ခေါင်းဆောင်ဗိုလ်ချုပ်ဂွန်မော်ကထုတ်ပြောလာပါပြီ။အမိတစ်မှာဖက်ဒရယ်ပြည်ထောင်စုတိုင်းရင်းသားများနိုင်ငံဖြစ်ပါတယ်။နိုင်ငံရဲ့နာမည်ဟာအတွေ့အခေါ်အသစ် concept အသစ်ဖြစ်လာမယ်ပြောင်းလာတယ်။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုတဲ့ concept ပေါ်မှာမရှိတော့ဘဲနဲ့ federal ပြည်ထောင်စုတိုင်းရင်းသားများနိုင်ငံဆိုတဲ့ concept ပေါ်မှာရောက်လာမယ်လို့ကျွန်တော်ကပြောပါတယ်အဲ့တော့ရှေးကမြန်မာနိုင်ငံရဲ့အမေဟာအနော်ရထားခေတ်မှာပကံအင်ပါယာဖယင်းနောင်ခေတ်မှာတောင်ငူအင်ပါယာနဲ့အလောင်းမင်းတရားခေတ်မှာကုန်းပေါင်အင်ပါယာတို့ဖြစ်ပါတယ်။ဗမာဆိုတဲ့နာမည်ဟာအင်္ဂလိပ်အုပ်ချုပ်နေတဲ့အချိန်မှစတင်ခေါ်ဆိုအသုံးပြုတဲ့နာမည်ပါ။လွတ်လပ်ရေးယူချိန်မှာအားလုံးကဒီဗမာကိုပဲသဘောတူလက်ခံကြတယ်။1989ရောက်မှစစ်အစိုးရကသူ့အလိုကျဗမာကိုမြန်မာဆိုပြီးပြောင်းလဲခဲ့တယ်။နိုင်ငံလည်းမြန်မာစစ်ပုံများရဲ့ကျင်လည်ရာဖြစ်သွားတယ်။ပထမမြန်မာနိုင်ငံဒုတိယနဲ့တတိယမြန်မာနိုင်ငံကျဆုံးပြီးနောက်စတုထဗမာနိုင်ငံဟာတိုင်းရင်းသားတွေနဲ့တည်ထောင်ခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။လွတ်လပ်ရေးမရခင်ကပေးခဲ့တဲ့ကတိဟာဗမာတစ်ကြက်ကချင်တစ်ကြက်ချင်းတစ်ကြက်ရှမ်းတစ်ကြက်ရမည်ဆိုတဲ့တန်းတူအခွင့်အရေးကိုတိုင်းရင်းသားတွေဒီနေ့အထိမရသေးပါ။ဗမာစစ်ခေါင်းဆောင်အဆက်ဆက်ကထိုကတိကိုမတိမ်နိုင်တဲ့အပြင်1980နှစ်မှာဦးနေဝင်းကဗမာ9ကြက်အဖြစ်ပြောင်းလဲခဲ့တယ်။ပင်လုံစာချုပ်ပင်လုံကတိကိုမတီတော့တဲ့မြန်မာစစ်ခေါင်းဆောင်အဆက်ဆက်ကိုမခံနိုင်တဲ့အဆုံးတိုင်းရင်းသားတွေကလက်နက်ဆွဲကင်တော်လှန်နေတာဒီနေ့အထိပါမြန်မာစစ်ခေါင်းဆောင်တွေရဲ့တိုင်းရင်းသားတွေအပေါ်နှိပ်စက်မှုဟာအခုဆိုရင်ပြည်မကဗမာတိုင်းရင်းသားတွေလည်းကြုံတွေ့ခံစားနေရပါပြီအာဏာသိမ်းစစ်တပ်ဟာပါရီထောင်တာအမျိုးဘာသာသာသနာအဖွဲ့ဖွဲ့ပေးတာဝါရဖြန့်မီဒီယာတွေထောက်ပံ့နေတာဟာသူတို့အာဏာတင်မြဲဖို့ဖြစ်ပါတယ်ဒီအမိသစ်ဖက်ဒရယ်ပြည်ထောင်စုတိုင်းရင်းသားများနိုင်ငံအမိနဲ့တွားရင်အစိုးရဗမာတွေရဲ့အတွေးခေါ်နဲ့ကြီးစိုးခြင်းစိတ်ကများစွာပြောင်းလဲနိုင်ပါတယ်။ဒါကြောင့်ဗိုလ်ချုပ်ဂွန်မော်ကနိုင်ငံကိုအတွေးခေါ်အသစ်နာမည်အသစ်နဲ့တွားမှဗမာတကြက်ဆိုတဲ့တန်းတူအခွင့်အရေးကိုပြန်ရနိုင်ဖို့ပြောတာဖြစ်ပါတယ်။